လေးက S12 charger အောက်မှာမိတ်တုတ်လင်းเนาะမိတ်တုတ်လင်းတဲ့ချိန်မုတ်လေးကိုဖိလိုက်ရင်ဒီကောင်ကလီအိုင်းယွန် 3.8 နောက်တစ်ချက်ကနောက် Lipo 4 ရမယ်เนาะ Lithium 3.7 လီအိုင်းယွန် 3.8 ရမယ်နောက်ပြီးတော့ဒီနောက်မှာကျွန်တော်တို့ 1.2 volt ဆိုတဲ့ဟိုဟာလေးရှိမယ် NICT တွင်းလို့ရမယ်เนาะဒီကောင်ကတစ်ခုက Lithium ion 3.7 လေးတွင်းပြရတယ်ဒီကောင်12လုံးတွင်းလို့ရမယ်เนาะအဲ့တော့ဒီဗီဒီယိုထဲမှာဒီ display တွေကအဲ့ဒါဆိုဒီကောင်အလုပ်စလုပ်ဒီကောင်က1ရင်လုံးနဲ့သွင်းပေးမယ်เนาะ1ရင်လုံးနဲ့သွင်းပေးမယ်ဒီမှာတွဲ channel เนาะဒီလိုလေးဆိုရင်ပိုရှင်းတယ်ဒါဆိုရင်ဒီမှာသူကအောက်မှာရေးထားတယ်ဒီကောင်က4မျိုးသွင်းလို့ရမယ် Lithium 3.7 ရယ် Lithium 3.8 ရယ် Lipo 4 ရယ်NIMH NICT တွေ 1.2 volt တွေပါသွင်းလို့ရမယ်เนาะဒီကောင် slot လေး12လုံးတစ်ပြိုင်နဲ့သွင်းလို့ရမယ်ဒီကောင်က4 channel ဒီတစ်ခုပေါ့နော်တစ်ခုစီကိုဒီကောင်ကကျွန်တော်ပြောင်းပြီးသွင်းလို့ရတယ်ဥပမာဗျာဒီဘက်က 1.2 သွင်းမယ်ဒီဘက်က3.7 သွင်းမယ်ဒီဘက်က Lipo 4 သွင်းမယ်အဲ့လိုမျိုး channel တွေခွဲထားလို့လည်းရတယ်เนาะဒီကောင် channel အားလုံး4ခုပါပဲ4မျိုးပါမယ်เนาะနောက်သူ့ရဲ့နောက်ဒီမှာ9 volt rechargeable battery ပါသွင်းလို့ရမယ်เนาะ9 volt အတွက်เนาะဒီမှာသူရေးထားတဲ့ဟာလီအိုင်းယုံ2100လည်းရတယ်เนาะကျွန်တော်ဒီမှာ Samsung 2100ကိုအသင်းပြထားတာပါเนาะဈေးနှုန်းလေးကကျွန်တော်တို့36000ပဲเนาะဟုတ်အားလုံးပဲကျေးဇူးပါဗျ